WWE ရဲ့ Divas ခေတ်တုန်းကအမျိုးသမီးတစ်ပန်းလောကကို model style တွေအလားပြပွဲစဉ်တွေနဲ့ပဲပုံသွင်းထားချိန်မှာရင်းနှီးနေကြစံနှုန်းတွေကိုရိုက်ခွဲပြီးတမိုင်းသိရီထိုးခဲ့တဲ့ anti-diva တယောက်ရှိခဲ့ပါတယ်။ထက်မြက်လုံးတဲ့ microphone skill ထူးခြားဆန်းပြတဲ့ crazy chick character နဲ့အဆိုပါခေတ်ရဲ့ပရိသတ်တွေကိုအံ့ဩသင့်စေခဲ့တဲ့အမိုက်စား in-ring technique တွေကိုပိုင်ဆိုင်ထားသူပါ။သူမရဲ့ signature submission ဖြစ်တဲ့ Black Widow နဲ့ရင်းနှီးပြီးသားဖြစ်မဲ့ဒီ legend ဟာတခြားသူမဟုတ်ပါဘူး။မကြာသေးမီမှာ WWE ကိုမယုံနိုင်စရာပြန်လည်ရောက်ရှိလာခဲ့တဲ့ AJ Lee ပဲဖြစ်ပါတယ်။ AJ Lee ရဲ့ WWE ခီးစဉ်ဟာ2009ခုနှစ်မှာ WWE နဲ့စာချုပ်ချုပ်ဆိုပြီး Florida Championship Wrestling FCW မှာစတင်ချီလန်းခဲ့တာဖြစ်ပါတယ်။ FCW မှာရှိစဉ်ကတည်းက FCW Divas Champion ဖြစ်ရော Queen of FCW Title ကိုပါဆွတ်ကူးနိုင်ခဲ့ပြီးသူမရဲ့ခိုင်မာတဲ့ Technical in-ring ability နဲ့အားကောင်းတဲ့နဘန်ဆွဲရည်စစ်စစ်ကိုစတင်သက်တည်ပြခဲ့ပါတယ်။အဲ့ခေတ်က Divas Division ကို model style အလားပြနဘန်သမားတွေနဲ့ပဲအလေးပေးပုံသွင်းထားချိန်မှာသူမဟာ sharp promos တွေကိုယ်အတွင်ကျွမ်းကျင်မှုတွေနဲ့အတူအမျိုးသားအမျိုးသမီးနဘန်သမားနှစ်ဦးစလုံးနဲ့ရှင်ပြိုင်လိုတဲ့စိတ်ဓာတ်ကြောင့်စတင်လူသိများလာခဲ့တာပါ။အဲ့နောက်2011ခုနှစ်မေလမှာတော့ main roster ကိုတရားဝင်တက်ရောက်လာခဲ့ပြီး Kate Lynn နဲ့အတူ The Chip Baxter လို့အမည်ရတဲ့ Underdog Tag Team အဖြစ်စတင်ပွဲထွက်လာခဲ့ပါတယ်။ပထမပိုင်းမှာ Underdog တယောက်အဖြစ်ပရိသတ်ရဲ့အားပေးမှုရရှိခဲ့ပေမဲ့မကြာမီမှာပဲသူမရဲ့ထူးခြားဆန်းပြတဲ့ crazy character နဲ့အတူ signature submission ဖြစ်တဲ့ Black Widow ကိုအသုံးပြုကာ Women Revolution အပြေးအဝမစတင်ပြီးခေတ်ဆန်းချိန်မှာ Divas ခေတ်ကြီးတစ်ခုလုံးကိုရှေ့ကိုတိုးနှင်ပေးလိုက်တဲ့ထိပ်တန်း anti-diva တယောက်အဖြစ်တောက်ပလာခဲ့ပါတယ်။မကြာမီမှာပဲသူမရဲ့ထူးခြားဆန်းပြတဲ့ crazy သို့မဟုတ် mentally unstable character ဟာ WWE ရဲ့အဓိက main event storyline တွေမှာမဖြစ်နေရယူလာနိုင်ခဲ့ပါတယ်။ဒါဟာ Daniel Bryan နဲ့ Street Underdog Couple အဖြစ်စတင်ခဲ့တာဖြစ်ပြီး WrestleMania 28မှာ Daniel Bryan က18စက္ကန့်အတွင်းရှုံးနိမ့်သွားခဲ့ပြီးနောက်ပိုင်း Daniel Bryan ဘက်ကသူမကိုအပြစ်တင်ကပိုပြီး toxic ဖြစ်တဲ့စိတ်ဒဏ်ရာရစရာဆက်ဆံရေးအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ဒီစိတ်ဒဏ်ရာတွေကနေပဲသူမရဲ့ crazy chick character ဟာပုံမှုယူသွဆန်ပြလာခဲ့တာပါ။အဲ့ဒီကနေတဆင့် WWE Champion CM Punk, Kane နဲ့ Daniel Bryan တို့ကြားထဲကရှုပ်ထွေးလာတဲ့ Left Triangle အရှုပ်တော်ပုံမှာလေ AJ Lee ကပဲပုံကိုရေးဆိုင်ရာမိုင်းဂိမ်းတွေနဲ့ဇက်ရှိန်ကိုအပြေးအဝထိန်းချုပ်ထားနိုင်ခဲ့တာပါအထူးသဖြင့် CM Punk ရဲ့ I Dig Crazy Chick ဆိုတဲ့စကားကွင်းအတွင်းမှာ Kane ကိုရုတ်တရက်နမ်းလိုက်တဲ့အခိုက်အတန့်တွေနဲ့အတူသူမရဲ့အခန်းကဏ္ဍဟာပရိသတ်တွေကြားမှာပုံမတောက်ပလာခဲ့ပါတယ်Money in the Bank 2012မှာ Special Guest Referee ဖြစ်ပါဝင်ဆောင်ရွက်ခဲ့ပြီးပွဲရဲ့ရလဒ်ကိုဆုံးဖြတ်ပေးခဲ့သူဖြစ်ပါတယ်။ဒါဒီမကပဲ TLC 2012မှာ John Cena ကိုမတင်မှတ်ထားတဲ့နီလန်နဲ့တစ္ဆာဖောက်ပြီး ladder match ကနေပြုတ်ကျအောင်လေကားကိုတွန်းချခဲ့တဲ့အခိုက်အတန့်ဟာ Dolph Ziggler နဲ့ပူးပေါင်းကလင်းလက်တဲ့မဟာမိတ်အသစ်တစ်ခုကိုစတင်ခဲ့ပြီးသူမကိုအားလုံးကရင်းနှီးပြီးသား top heel အဖြစ်လုံးဝအခြေခိုင်သွားစေခဲ့ပါတယ်။2012ခုနှစ်အလယ်ပိုင်း Raw ရဲ့1000 episode မှာ Mr. McMahon ရဲ့ခက်အမှုနဲ့ Raw General Manager အဖြစ်အာဏာပိုင်နေရာကိုရရှိခဲ့ရုံနဲ့မကပဲနောက်ပိုင်းမှာ Dolph Ziggler ရဲ့ World Heavyweight Championship စိန်ခေါ်မှုတွေနဲ့ Main Roster ကိုပွဲထွက်လာစား BE Lanston တို့ရဲ့ Ringside Manager အဖြစ်ပါနက်စွာအဖော်ပြုပေးခဲ့ပါတယ်။စက္ကန့်ပိုင်းအတွင်းဝန်내ရာအနေယူသွစွာရေမောလိုက်တဲ့စိတ်လှုပ်ရှားပွဲမျက်နှာပေးအမူအရာတွေရင်းပပတ်လေကိုခုံဆွားနဲ့ပတ်ပြီးစိတ်စိမ့်ကြီးတတ်တဲ့အမူအကျင့်တွေနဲ့ခါတီးထွက်ပေါ်လာတဲ့ promos တွေဟာအဲ့ခေတ်ကအအောင်မြင်ဆုံးအမျိုးသားနဘန်သမားတွေကြားမှာတော့ AJ Lee ကိုပရိသတ်တွေလုံးဝမေးမရနိုင်တဲ့အဓိက main event star တယောက်အဖြစ်ထင်ရှားစေခဲ့ပါတယ်။ AJ Lee ရဲ့မမေးနိုင်စရာအကောင်းဆုံးခီးစဉ်ကတော့ Payback 2013မှာစတင်ခဲ့တာပါ။အရင်က Chip Baxter အသင်းပေါ်နဲ့အနီးကပ်ဆုံးတငယ်ချင်းဖြစ်ခဲ့သူ Kate Lynn ကို BE ရဲ့ Secret Admirer စိတ်ဓာတ်စစ်ရေးတွေနဲ့တိတ်ခွက်ဆင်ခဲ့ပြီး Payback 2013မှာ Black Widow submission နဲ့အနိုင်ယူကသူမရဲ့ပထမဆုံး Divas Championship ကိုစတင်စုကူးခဲ့ပါတယ်။ဒီပွဲဟာသူမရဲ့ Championship reign အတွက်အစားပြုရုံနဲ့မဟုတ်ပဲအမျိုးသမီးပွဲစဉ်တစ်ခုရဲ့စိတ်လှုပ်ရှားပွဲဇက်ရှိန်နဲ့ in-ring storytelling ကိုပါအမြင့်ဆုံးအဆင့်သို့မြင့်တင်ပေးနိုင်ခဲ့ပါတယ်။အဲ့နောက်ပိုင်း Reality TV ခေတ်စားလာချိန်မှာတော့ AJ Lee ဟာ Total Divas အစီအစဉ်ရဲ့အလားပြ style တွေကိုပြပြတသားဆန့်ကျင်တဲ့ Anti-Total Divas Outsider Persona ကိုစတင်ပုံဖော်ခဲ့ပါတယ်။အထူးသဖြင့် The Bella Twins အပါအဝင် Reality TV ပြပွဲတွေကနေတဆင့်နဘန်လောကထဲရောက်ရှိလာပြီးရုပ်ရည်နဲ့အလားပြကိုပဲအဓိကထားသူတွေကိုခါတီးဝေဖန်ခဲ့တာပါ။သူမရဲ့ကစားသမားဘဝအထင်ရှားဆုံးအခိုက်အတန့်ကတော့2013ခုနှစ်ဩဂတ်လ26ရက်နေ့ Raw စီစဉ်မှာပြောကြားခဲ့တဲ့သမိုင်းဝင်ဖိုက်ပုံ promo ပဲဖြစ်ပါတယ်။ဒီ promo မှာ AJ Lee ဟာ Total Divas Cast တွေကွင်းပြင်ပမှာစုစည်းနေချိန်မှာ microphone ကိုကင်ပြီး script မပါပဲရေထဲကလာတဲ့အမှန်တရားတွေကိုပုံမှန်လင်းဟောပြောသွားခဲ့တာပါ။
သူမဟာဒီနဘန်လောကထဲကိုရောက်လာဖို့ပရိသတ်ရဲ့လေးစားမှုရရှိဖို့အတွက်ဘဝတစ်ခုလုံးပေးဆက်ခဲ့ရကြောင်းကားထဲမှာအိတ်ခဲ့ရတဲ့အထိဒုက္ခပေါင်းစုံကြော်ပြတ်ခဲ့ရကြောင်းပြောဆိုခဲ့ပါတယ်။အခြားသောတိုတယ် Divas က model တွေကတော့ Hollywood လောကမှာမအောင်မြင်လို့နဘန်လောကထဲကိုလွယ်လွယ်ကူကူကူးပြောင်းလာကြပြီး reality TV show တွေနဲ့ပွဲထွက်ခွင့်ရကြတာကိုပြင်းပြင်းထန်ထန်ပြစ်တင်ရှုတ်ချခဲ့ပါတယ်။သူမရဲ့ထိမိလွန်တဲ့စကားလုံးတွေထဲမှာနင်တို့ထဲကတယောက်မှငါရဲ့ဓမ္မဖက်နှက်ကြိုးတဲ့အောင်စီးပေးဖို့တောင်အရေးချင်းမမိကြဘူးဆိုတဲ့စကားနဲ့နင်တို့ဘယ်တော့မှငါ့ကိုရှင်းနိုင်မှာမဟုတ်ဘူးဆိုတဲ့ရဲဝတ်နဲ့ကြွေးကြော်တန်တွေဟာတကွင်းလုံးဝပရိသတ်တွေကိုပါဆက်အဟောင်းသားဖြစ်သွားစေခဲ့ပါတယ်။ဒီ promo ဟာ CM Punk ရဲ့2011ဖိုက်ပုံးလိုမျိုးပဲအမျိုးသမီးနဘန်လောကရဲ့တမိုင်းမှာလောက်ခါသွားစေခဲ့ပြီးရုပ်ရည်နူးပြိုမှုနဲ့အလားပြဖို့ထက်စစ်မှန်တဲ့နဘန်စွမ်းရည် authenticity စ조사အားထုတ်မှုနဲ့ in-ring credibility ကိုပဲရှေ့တန်းတင်ပြသွားခဲ့တဲ့ Women Evolution ရဲ့အဓိကလုံးဆောင်မှုတစ်ခုဖြစ်လာခဲ့ပါတယ်။သူမရဲ့ခေါင်းမာမှုနဲ့အာဏာပိုင်တွေကိုစိန်ခေါ်မှုတွေကြောင့် Vicky Guerrero လိုမျိုး authority figure တွေရဲ့ဖိအားပေးခြင်းကိုခံခဲ့ရပြီး WrestleMania 30မှာ Divas Champion ဘွားကိုဆုံးရှုံးစေဖို့ဖန်တီးထားတဲ့ Vicky Guerrero Invitational 14ယောက်ပြိုင်ပွဲမှာထိုက်တယ်ကိုဝင်ရောက်ကာကွယ်ခဲ့ရပါတယ်။ဒါပေမဲ့လေ AJ Lee ဟာပန်ဘတ်အားလုံးအကျော်ဖြတ်ပြီးတမိုင်းမှာပထမဆုံးအကြိမ် WrestleMania စင်မြင့်ပေါ် Divas Title ကိုအောင်မြင်စွာကာကွယ်နိုင်ခဲ့တဲ့အမျိုးသမီးနဘန်သမားဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ WrestleMania 30အပြီးနောက်တရက် Raw ပွဲစဉ်မှာတော့မထင်မှတ်ပဲ Main Roster ကိုပထမဆုံးအကြိမ် debut လုပ်လာခဲ့တဲ့ Face စိန်ခေါ်မှုလက်ခံခဲ့ရအနေရှုံးနိမ့်ခဲ့ရပြီးသူမရဲ့ရက်ပေါင်း295ရက်ကြာစံချိန်တင်တိုက်တဲ့ reign ပြီးဆုံးသွားခဲ့ရပါတယ်။အဲ့နောက်ပိုင်း2014တလျှောက် Page နဲ့ဖြစ်ပွားခဲ့တဲ့ rivalry ဟာသူမရဲ့ peak year တွေကိုပုံဖော်ခဲ့တဲ့ပြိုင်ဆိုင်မှုဖြစ်လာခဲ့ပါတယ်။ SummerSlam, Night of Champion နဲ့ Hell in a Cell တို့လို major PPV တွေမှာထိုက်တဲ့ကိုခေါက်တော့ကပြန်လူယူပြီးတော့ပရိသတ်တွေကိုစိတ်လှုပ်ရှားပွဲမိုင်းငင်းတွေပြသခဲ့ကြပါတယ်။နောက်ပိုင်းမှာတော့ဘုံရန်သူဖြစ်တဲ့ The Bella Twins, Total Divas အဖွဲ့ကိုရင်ဆိုင်ဖို့ Page နဲ့ယာယီမဟာမိတ်ဖွဲ့ခဲ့ပြီး WrestleMania 31မှာ The Bella Twins ကိုအတူတကွအနိုင်ယူကသူမရဲ့အနားမယူမီခေတ်ဆန်းချိန်ကိုအထူးခြားဆုံးအဆုံးသတ်ပြခဲ့ပါတယ်။2015 WrestleMania 31အပြီးမှာအနားယူခဲ့ပေမဲ့ဆယ်စုနှစ်တစ်ခုနီးပါးအကြာ2025ခုနှစ်စက်တင်ဘာမှာတော့ AJ Lee ဟာ WWE ကိုအအောင်အသင့်ပွဲပြန်လည်ရောက်ရှိလာခဲ့ပြီးသူမရဲ့သမိုင်းဝင်ခီးစဉ်ကိုဆက်လက်ရှိထိုးခဲ့တာဖြစ်ပါတယ်။ဒီပြန်လည်ရောက်ရှိလာမှုဟာခေတ်သစ်ရဲ့ထိပ်တန်း top star ဖြစ်တဲ့ Becky Lynch နဲ့ပြင်းထန်တဲ့ rivalry တစ်ခုကိုစတင်စီခဲ့ရုံနဲ့မကပဲကွင်းပြင်ပါတီကြရိုက်ခတ်ခဲ့တဲ့ CM Punk နဲ့ Seth Rollins တို့ရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာအညိုတေးတွေပါပေါင်းဆက်ပါဝင်လာခဲ့တာပါ။ဘွားလက်တွဲပေါ် CM Punk ရဲ့ဘေးနားမှာရပ်တည်ရင် Seth Rollins နဲ့ Becky Lynch တို့ရဲ့ Power Couple ကိုစိန်ခေါ်ခဲ့တဲ့ထီရန်ညူဟာပရိသတ်တွေကိုစိတ်လှုပ်ရှားမှုအမြင့်ဆုံးပြီးနိုင်ခဲ့ပါတယ်။ AJ Lee ဟာထက်မြက်လာတဲ့ promos တွေနဲ့ Becky Lynch ကိုမဆုံးမနစ်ရှင်ပြန်တိုက်ခိုက်ခဲ့ပြီး Elimination Chamber 2026မှာ Becky Lynch ကိုအပြတ်သက်အနိုင်ယူက Women Intercontinental Championship ကိုစုခူးနိုင်ခဲ့တာကြောင့်ခေဟောင်းခေတ်သစ်နှစ်ခုလုံးမှာသူမရဲ့အရှိန်အဝါလုံးဝလျော့ပါမသွားကြောင်းထပ်မံသက်သေပြခဲ့ပါတယ်။ AJ Lee ရဲ့ခီးစဉ်ဟာခွင်တွင်းစမ်းဆောင်ရည်တွေမကပဲရရှိခဲ့တဲ့စံချိန်သက်တွေအောင်မြင်မှုတွေနဲ့ပါတမိုင်းတွင်ကြံရည်ခဲ့တာပါ developmental နယ်မြေဖြစ်တဲ့ FCW မှာကလေးက FCW Florida Divas Champion နဲ့ Queen of FCW ပွဲတွေကိုစုခိုးပြီးလမ်းစားဖောက်ခဲ့တဲ့သူမဟာ Main Roster မှာတော့ Divas Championship ကိုအဲဒီခေတ်ကစံချိန်တင်3ချိန်တန်တိုင်းကင်မြောက်နိုင်ခဲ့ပါတယ်အထူးသဖြင့်2013ဇွန်လကနေ2014ဧပြီလအထိရက်ပေါင်း295ရက်ကြာတက်ဆက်တဲစံချိန်တင်တိုက်တဲ့ reign ကိုထိန်းသိမ်းထားနိုင်ခဲ့တယ်လို့စုစုပေါင်းစီစစ်လိုက်ရင်ရက်ပေါင်း406ရက်ကြာစံချိန်တစ်တင်က Divas ခေတ်ကြီးကိုအပြေးအဝစိုးမိုးခဲ့တာပါ2025ခုနှစ်မှာကွင်းတွင်းပြန်လည်ဝင်ရောက်လာခဲ့ပြီးနောက် Elimination Chamber 2026မှာခေတ်ပြိုင်ဘက် Becky Lynch ကိုအပြတ်သက်အနိုင်ယူက Women Intercontinental Championship ကိုစုခိုးပြီးသူမရဲ့အရှိန်အဝါဟာခေတ်ဟောင်းခေတ်သစ်နှစ်ခုလုံးမှာလျော့ပါမသွားကြောင်းထပ်မံသက်သေပြခဲ့ပြန်ပါတယ်ပရိသတ်တွေနဲ့နဘန်လောကရဲ့အတိမတ်ပြုမှုကိုလည်းအပြေးအဝရရှိခဲ့ပြီး Slammy Award မှာ Diva of the Year ဆုကို2012နဲ့2014တို့မှာနှစ်ကြိမ်တိုင်ဆုကူးခဲ့တယ်လို့ John Cena နဲ့အတူ Kiss of the Year 2012ဆုကိုလည်းရရှိခဲ့ပါသေးတယ်။ဒါ့အပြင် Professional Wrestling လောကရဲ့အကျော်ကြားဆုံးမဂ္ဂဇင်းတစ်ခုဖြစ်တဲ့ Pro Wrestling Illustrated PWI ရဲ့ Women of the Year ဆုကိုလည်း2012ခုနှစ်ကနေ2014အထိ3နှစ်ဆက်တိုင်စံချိန်တင်ဆုကူးနိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့သူမရဲ့အကြီးမားဆုံးအောင်မြင်မှုနဲ့အမွေအနှစ်ကတော့ဒီဆုတစိမ့်တွေထက်အများကြီးပိုမိုနှံ့ဆိုင်ပါတယ်။အမျိုးသမီးနဘန်ပွဲစဉ်တွေကိုအချိန်တူတူနဲ့အရေးမပါတဲ့အလားပြပွဲစဉ်တွေအဖြစ်သတ်မှတ်ထားကြတဲ့ခေတ်ဆိုးကြီးတွေမှာ AJ Lee ဟာသူမရဲ့နဘန်စွမ်းရည်ထက်မဲ့လွန်တဲ့ promos တွေ character ဆွဲဆောင်မှုတွေနဲ့အမျိုးသမီးနဘန်လောကတစ်ခုလုံးကိုပရိသတ်တွေလေးစားမှုပေးလာအောင်ဆွဲတင်ပေးခဲ့တဲ့တမားရင်လမ်းဖောက်သူ True Pioneer တယောက်ဖြစ်ခဲ့တာပဲဖြစ်ပါတယ်။
ဒါကတော့ WWE သမိုင်းမှာ Women Division ရဲ့လမ်းကြောင်းကိုအပြောင်းလဲကြီးပြောင်းလဲပစ်ခဲ့ပြီး Modern Wrestling ခေတ်အထိအားလုံးပေါ်ဩဇာတက်ရောက်နေစေဖြစ်တဲ့ Undisputed AJ Lee ရဲ့မမေ့နိုင်စရာခီးစဉ်ပဲဖြစ်ပါတယ်။ AJ Lee ရဲ့ကစားသမားဘဝပွဲစဉ်တွေထဲမှာပရိသတ်တို့အကြိုက်ဆုံး moment ဒါမှမဟုတ် promo တွေကဘာဖြစ်မလဲဆိုတာ comment မှာဝင်အောင်ဆွေးနွေးပေးခဲ့ကြပါဦး။အခုလိုမျိုး Wrestling content တွေကိုကြည့်ချင် Talk Tutorial ကို Subscribe လုပ်ခဲ့ပေးလို့ရပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်။အားလုံးကျေးဇူးတင်ပါတယ်